အဲ့တော့ဘုန်းကြီးပြောချင်တာကတရားဘာကြောင့်အထောက်ရတာတော့ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့ဘဝကိုဒုက္ခလို့မြင်ပြီးတော့ဒီဒုက္ခရဲ့အပေါ်မှာမမောမှုကင်းသွားစေခြင်းဒါမှဒီဒုက္ခဆက်မဖြစ်တော့မှဒီသဘောကိုပြောတာဒါကိုဘုန်းကြီးတို့ညှို့မှန်းနိုင်ဖို့ဆိုလို့ရှိရင်အခြေခံဉာဏ်ပညာတွေအများကြီးတိဆောက်ဖို့လိုမယ်ပေါ့နော်ဟုတ်ပြီဒါတရားရဲ့ပထမပိုင်းတရားဘာကြောင့်အထောက်ရတာတော့ချမ်းချမ်းသာသာနေတတ်ဖို့ချမ်းချမ်းသာသာသေတတ်ဖို့ဘဝဒုက္ခတွေချုပ်ငြိမ်းဖို့တဲ့နောက်ဆုံးအဖြေကအဓိကအကျဆုံးတော့အဲ့ဒါလို့ဆိုရင်တရားရဲ့ဒုတိယပိုင်းဆက်သွားကြမယ်တရားဘယ်လိုအထုတ်မလို့နော်ဒီ9ရက်အတွင်းမှာမဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နီလန်းများနဲ့အညီဘုန်းကြီးတို့ကြိုးစားအထုတ်ကြမယ်မဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုဘယ်လိုအထုတ်ရမလဲဆိုတာကိုအလွန်မှအသေးစိတ်စနစ်တကျသင်ပေးထားတယ်သတိပဋ္ဌာန်တရား၄ပါးရှိတယ်တတိထားတဲ့နေရာ၄မျိုးလို့အကြံဉာဏ်ဒီလိုလေးနားလည်ထားတဲ့နော်ရုပ်ကာယခံစားမှုဝေဒနာပြီးတော့စိတ်ပြီးတော့အသေးစိတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ယုံနာသဘာဝဓမ္မပေါ့နော်အဲ့ဒါကိုဘုန်းကြီးတို့ပြန်ပြီးတော့အနှစ်ချုပ်လိုက်မယ်ဆိုရင်ဖြစ်เสียအကြောင်းရှိလို့ဒီခန္ဓာအိမ်မှာဒလဇက်ဖြစ်နေတဲ့ယုံနာသဘာဝတွေကိုဖြစ်တိုင်းလိုက်သိတာထပ်ပြောမယ်နော်ဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့ယုံနာသဘာဝတွေကိုဖြစ်တိုင်းလိုက်ကြည့်တာဒါအလွန်ရိုးရှင်းတဲ့စကားလုံးလေးတွေသုံးပြီးတော့ဘုန်းကြီးပြောပါတယ်ဖြစ်တိုင်းဆိုတော့သူကဖြစ်ပြီးသားကြည့်တာမဟုတ်ဘူးမဖြစ်သေးတာကိုကြည့်တာမဟုတ်ဘူးအခုဖြစ်နေတာကိုအခုလိုက်ကြည့်တာအဲ့ဒီကြည့်တယ်ဆိုတဲ့စကားလေးကိုပို့ပြီးတော့လေးနဲ့အောင်တရားဘာဝနာကိစ္စမှာကြတော့ဘယ်လိုသုံးလို့ဆိုရှုတယ်လို့သုံးတယ်အမှန်ကတော့ကြည့်တာဟုတ်တယ်မဟုတ်လားပို့ပြီးတော့အသေးစိတ်စနစ်တကျနားလည်အောင်ဇွဲလုံးလားဝိရိယနဲ့ဓမ္မတာကြည့်နေတယ်ဆိုရင်တော့ဟောရှုတယ်ဆိုတဲ့အပိုင်ရောက်သွားတယ်ဟုတ်လားကြည့်တယ်လို့ဘုန်းကြီးကဘာလို့သုံးလိုက်တုံးဆိုတော့စိတ်ထဲမှာကိုနားလည်နေကြအဓိပ္ပာယ်လေးကိုတန်ကနေနားလည်သွားအောင်လို့ပြောလိုက်တာမြတ်စွာဘုရားကြည့်တယ်ဆိုတဲ့စကားလုံးနဲ့လည်းပဲတရားဘာဝနာရှုမှတ်ပွားများတာကိုအများကြီးသုံးလုံးပြောဆိုပြီးတော့ဟောခဲ့တဲ့ဒေသနာတွေရှိပါတယ်ဘုန်းကြီးအလုပ်ပေးတရားတွေပြောတိုင်းအဲ့ဒီဂါထာလေးမပါတဲ့အခါသိမရှိဘူးတချို့တရားနာတဲ့ရင့်နေတဲ့လူတွေမှတ်မိကောမှတ်မိမယ်ဧထပတ္တိမလောကံစိတ်တံရာဇရထုပမံယထဘာလဝိတိရန္တိနတ္ထိသင်္ကောဝိဇာနတံဧထလာကြကုန်လောစိတ်တံရာဇရထုပမံမင်းစည်းတဲ့ယထာတစင်းလိုအလွန်ဆန်းကျယ်စွာတိဆောက်ထားသောဖြစ်ပေါ်နေသောဣမံကာယံဤကိုပတ္တထအမှန်တိုင်းမြင်အောင်ကြည်ကြကုန်လောဟောကြည်ကြကုန်လောကြည်ခိုင်းရနော်ပဂရိမျက်လုံးနဲ့ကြည်ခိုင်းတာမဟုတ်ဘူးဆိုတာတော့ဒီယောဂီတွေသဘောပေါက်ပါတယ်စိတ်နဲ့ကြည်ခိုင်းတာတတိနဲ့ကြည်ခိုင်းတာဉာဏ်နဲ့ကြည်ခိုင်းတာဖြစ်နေတဲ့အခြေအနေမှန်ကိုအမှန်တိုင်းလိုက်ပြီးတော့ကြည်ခိုင်းတာအဲ့ဒါခန္ဓာကိုယ်ကိုမြတ်စွာဘုရားအလွန်ဆန်းကျယ်စွာတိဆောက်ထားတဲ့ယထာတစင်းလိုပဲမြင်ကရှေ့ကဆွဲသွားတဲ့နောက်ကယထာကြီးကပါသွားတယ်နော်အဲ့လိုပဲဒီစိတ်မောင်းနေရကိုဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းရွေ့လျာလှုပ်ရှားပြီးတော့ရှင်သန်နေတယ်ခန္ဓာကိုယ်ကယထာတစင်းတော့ဒီကိုယ်လို့ပြောတဲ့အခါမှာသူကကိုယ်ဆိုတာကာယဆိုတဲ့ပါဠိစကားလေးကိုဘာသာပြန်ထားတာဒါကြောင့်ကိုယ်ကိုရေးတဲ့အခါမှာကာကြီးလုံးကြီးတင်တစ်ချောင်းမြင်ရပ်ပလက်တက်ပြီးတော့ရေးတယ်နော်ကာယဆိုတာဓာတ်ရိုက်အဓိပ္ပာယ်ကအပေါင်းအစုခန္ဓာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်နဲ့အတူတူပဲကာယဆိုတာအပေါင်းအစုကရုပ်တွေပေါင်းစုထားတာရှိတယ်လို့နံတရားတွေပေါင်းစုနေတာလည်းရှိတယ်ရုပ်တွေပေါင်းစုထားတာကိုယူပကာယနံတွေပေါင်းစုထားတာကိုနာမကာယယူပကာယနာမကာယဟောဒီလိုအမြန်ပြောကြတာကြားဖို့ကြမယ်နော်အဲ့တော့ခံစားမှုဆိုတာနာမကာယဘာပဲညာပဲမှတ်ထင်နေတယ်အကောင်းအဆိုးအမျိုးမျိုးမှတ်ထင်နေတယ်ထင်းနေတယ်သိထားတယ်နားလည်ထားတယ်ဒါတင်ညာနယ်ပဲအဲ့ဒီတင်ညာဟာနာမကာယဟုတ်လား
ကျွတ်တို့ရဲ့စိတ်ထဲကအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့လိုချင်မှုဖြစ်သွားတာရှိတယ်ဟုတ်လားမကျေနပ်မှုဖြစ်သွားတာရှိတယ်အမှန်မသိမှုဖြစ်သွားတာရှိတယ်အဲ့ဒါမကောင်းတဲ့ဘက်မှာဖြစ်ပေါ်သွားတဲ့အကုသိုလ်တရားဒါသင်္ခါရခန္ဓာဒါနမကာယရဲ့ပါတယ်ဗောနော်ကောင်းတဲ့ဘက်မှာလည်းပဲအလောဘစွန့်လွတ်နိုင်တယ်မညှိကပ်ဘူးမတွေ့တာဘူးလွတ်နေတယ်အဒေါသတတ္တဝါတွေရဲ့ပုံမှာချမ်းသာသေးခြင်းနဲ့မေတ္တာသဘောဖြစ်တယ်အမောဟဖြစ်စဉ်တွေကိုအမှန်တိုင်းသိတယ်ဘဝရဲ့အကြောင်းကိုသိတယ်တဘာဝရဲ့အကြောင်းကိုသိတယ်ဟုတ်လားဒါပါတော့ကောင်းတဲ့ဘက်မှာအလွန်မှမြင့်မားတဲ့တုံ့ပြန်မှုသဘောသင်္ခါရပဲသူလေအကုသိုလ်လို့လည်းပြောမယ်ကုသိုလ်လို့လည်းပြောမယ်လောဘဒေါသမောဟသည်အကုသိုလ်ပေါ့အလောဘအဒေါသအမောဟသည်ကုသိုလ်ပေါ့ဒါသင်္ခါရခန္ဓာအနေနဲ့နမကာယထဲမှာအကျုံးဝင်တယ်ဝေဒနာတင်ညာသင်္ခါရပြီးတော့ပါတော့ဝိညာဉ်သိမှုဟုတ်လားဒါဘုန်းကြီးတို့ခန္ဓာ၅ပါးနဲ့ကင်ပြောမယ်ဆိုရင်ဒီတိုင်းပဲအဖြေထွက်လာမယ်နော်ယူဘခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဒါကျုပ်တို့ပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့ငါလို့ထင်နေတဲ့သူလို့ထင်နေတဲ့အရာကြီးပဲဒါကြီးကအဲ့ဒီအထင်မှားမှုတွေကိုပျောက်ကွယ်သွားဖို့အတွက်အဲ့ဒီအထင်မှားမှုကြောင့်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲမှားယွင်းမှုမျိုးစုံကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဒီအထင်မှားနေတဲ့အရာရဲ့အပေါ်မှာပဲအထင်မမှားအောင်မြတ်စွာဘုရားကအမှန်တိုင်းမြန်လိုက်ကြည့်မင်းတို့ထင်တဲ့အတိုင်းဟုတ်မနေဘူးဟောကျုပ်တို့ထင်နေတာကနေဆဒီတိုင်းပဲလို့ထင်နေတယ်အဲ့ဒီအထင်ရှိတယ်ဆိုတာမြင်အောင်ကြည့်ဒီတိုင်းလေးလို့ထင်နေတယ်ကိုဘေးကလူတွေလည်းဒီတိုင်းလေးကိုမိသားစုလေးကဒီတိုင်းအဲ့ဒီဒီတိုင်းလေးကိုလုံးဝပြောင်းလဲမသွားသေးခြင်းဘူးပျက်စီးမသွားသေးခြင်းဘူးအဲ့ဒါပြောင်းလဲသွားမယ်ပျက်စီးသွားမယ်ဆိုရင်ဖြက်လူခံစားရတယ်တရားရဲ့စိတ်ဒီတိုင်းလေးလို့ထင်နေတာပါလေနှိစ္စအစွဲပါနော်ဘာဖြစ်ရင်တော့ကောင်းမယ်ဘာဖြစ်ရင်တော့ဟုတ်သွားလိမ့်မယ်ဘလို့လေးလှုပ်လိုက်ရင်ဘာလေးမြန်ဖြစ်လာရင်တော့ကျင့်တတ်စရာဖြစ်လိမ့်မယ်လို့ဘုန်းကြီးတို့ယုံစားနေတာတွေရောမရှိဘူးလားဘဝစီကနေမျောလင့်နော်ဒုက္ခအမြင်မှားလေးရှိတယ်ဟုတ်လားနှိစ္စအမြင်မှားပဲသူလဲဒုက္ခအမြင်မှားပဲပြီးရင်ငါလို့ရင်ဖြစ်တယ်ပြောရင်ရတယ်သွားရင်ရောက်တယ်ဟာနေရတဲ့ကဘာလဲအတ္တဟုတ်တယ်မဟုတ်လားတန်ဖိုးရှိတယ်အခိုင်အမာဒီသဘောတွေဒီဆွဲလန်းမှုတွေဒီမှားယွင်းမှုတွေလည်းစိတ်မှာအမြင့်တွယ်နေတယ်နေစာဒုက္ခအတ္တတကယ်အဲ့ဒါတွေအကုန်လုံးကအမှားတွေကြီးပဲကိုနေစာဒုက္ခအတ္တလို့ထင်နေသောအရာတွေတကယ်စင်စစ်ပြောင်းပြန်ကြီးပဲအနေစာဒုက္ခအနတ္တပဲဒါကျုပ်တို့သိလားမသိကျုပ်တို့ကြားဘူးတာရှိမယ်နည်းနည်းလောက်တွေးကြည့်တာရှိမယ်တချို့တမာတိလေးကောင်းပြီးတော့ကြည်လိုက်တဲ့အခါမှာအထိုက်လျောက်ရေးမိတာရှိမယ်အများစုကတော့အနိစ္စဒုက္ခအနတ္တကိုကောင်းကောင်းသိကုန်မသိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုသိအောင်လို့မြတ်စွာဘုရားကအဲ့ဒီအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ဒီယုံနာကိုဘာလို့ခိုင်းတာတော့လိုက်ကြည့်ခိုင်းတာအဲ့ဒါသတိပဋ္ဌာန်တရားမှာမြတ်စွာဘုရားကယုတ်ကာယကိုကြည်နီးအသေးစိတ်မြတ်စွာဘုရားအများကြီးသင်ပေးတယ်ဝင်လေထွက်လေကြည့်နော်ကျတို့ဝင်လေထွက်လေဝင်ထွက်နေတာဟုတ်လားအဲ့ဒါနှာသီးပြားလေးကိုကြည့်မှရလို့မဟုတ်ဘူးဒါလည်းကြည်ကြဲပြန့်နားလည်ဖို့လိုမယ်လေဝင်သွားတယ်အဆုတ်ထဲရောက်သွားတယ်တင်းသွားတယ်ဝမ်းပိုက်ဟာဖောင်းသွားတယ်ခန္ဓာကိုယ်တစ်ခုလုံးလှုပ်သွားတယ်အကုန်လုံးကသိစရာပဲကိုယ်စိတ်ထဲမှာဘယ်အရာထင်ရှားလဲဘယ်အရာလေးကသိဖို့လွယ်တယ်လဲလွယ်တာလေးကိုသိလို့တောင်ဘုန်းကြီးကပြောခြင်းနောက်ထွက်လေထွက်သွားတယ်ဝမ်းပိုက်ဟာလျော့သွားတယ်ပိန်ကျသွားတယ်လေဟာနှာခေါင်းနှစ်ပေါက်ကနေထွက်သွားတယ်ဟုတ်လားဒီခန္ဓာကိုယ်ကြီးကရှင်သန်ဖို့အတွက်ဒီအလုတ်ကိုတော့ပါမဖြစ်မနေမရက်မနာဒလဇတ်အိပ်ပျော်နေတဲ့အချိန်တောင်မှမရဘူးလုံနေတယ်အဲ့ဒီအာယုအဲ့ဒီအမှန်တရားကိုဘုန်းကြီးတို့လိုက်ကြည့်အဲ့ဒါနဲ့ဆိုင်နဲ့နော်တဘာဝတရားတွေနဲ့ချိတ်ဆက်နေတဲ့အတွက်ကြောင့်ဒီဝင်လေထွက်လေကိုလိုက်ကြည့်ခြင်းအပြင်ကြီးမားတဲ့ကျေပြန့်တဲ့ဉာဏ်ပညာကိုရနိုင်လိမ့်မယ်အဲ့ဒီကစသင်ပေးတာနော်မြတ်စွာဘုရားဝင်လေထွက်လေကိုလိုက်ကြည့်အာနာပါနပပဆိုပြီးတော့နောက်ဘုန်းကြီးတို့အလုံးမထင်ရှားတဲ့ခန္ဓာကိုယ်ရဲ့အမူအရာကြီး၄မျိုးသွားရထိုင်လျောက်သွားနေတာရှိတယ်ဟုတ်တယ်သွားတရားကိစ္စရှိတယ်မသွားလို့ပဲဖြစ်မှာတော့တ
ခါတလေရက်နေတာလည်းရှိတယ်အမြဲတမ်းကြီးသွားနေမှာမဟုတ်ဘူးအခြေအနေရရက်ဖို့လိုလာရင်ရက်ရတယ်ပေါ့တခါတလေထိုင်ဖို့လိုလာတယ်ထိုင်ရတယ်ခုထိုင်နေကြတယ်တခါလေအလွန်ပင်ပန်းလာပြီဆိုရင်အကုန်လုံးအသက်တာဆုံးအနေထားလို့ပြောရမယ်လျောင်းဆက်ခြင်းလိုအပ်လာတယ်လိုရတယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားသွားနေရင်လည်းသွားနေတဲ့အနေထားလေးကိုလိုက်သိတယ်လွယ်လေးတကယ်တမ်းကတရားအထုတ်နေကခက်နေတာကစိတ်ကပေါက်လို့ပဲစားနေတဲ့အလေးချင်းကြီးကအလျံလွှမ်းမိုးနေတာဆိုတဲ့အခါကျတော့ဒါလေးကိုဒီလိုလေးသိပြီးတော့နေပါဟဲ့ဆိုရင်ခက်လွန်းလို့မဟုတ်ဘူးသူကသူဟိုဘက်ကဆွဲအားအရန်ကြီးနေတဲ့အခါကျတော့ဟိုဘက်မှာတော့ခေါရိုးကျိုးနေတယ်အသားကျနေတဲ့နေနီးထိုင်နီးအမှားကြီးပေါ့လေပမာဒပေါ့အဲ့ဒီလွှမ်းမိုးမှုကြီးကြောင့်အဲ့ဒါကိုမလွန်ဆန်နိုင်လို့အဲ့ဒီကနေရုံးမထွက်နိုင်လို့တရားခက်တယ်လို့ဖြစ်နေတယ်တကယ်အထုတ်နေရဘာမှခက်တယ်လို့ပြောလို့မရဘူးသူသိခိုင်းတာပဲလေဟုတ်တယ်မဟုတ်လားသွားရင်လည်းသိရက်ရင်လည်းသိထိုင်ရင်လည်းသိလျောင်းဆက်နေရင်လည်းသိဒါကိုဣရိယာပထပပလို့ခေါ်တယ်နောက်ဆက်ပြီးတော့မြတ်စွာဘုရားသင်ပေးတယ်အသေးစိတ်အမူအရာလေးတွေတဲ့ကြည်တယ်တစောင်းကြည်တယ်ငုံတယ်မော့တယ်ကွေးတယ်ဆန့်တယ်ရှစ်တက်တယ်နောက်ဆုတ်တယ်လှဲ့တယ်ဟာခန္ဓာကိုယ်ရဲ့အသေးစိတ်အမူအရာလေးတွေအဲ့ဒါကိုတိလျက်နဲ့ပြုရမယ်အသိရှိရမယ်ထမင်းစားမယ်ချင်းချင်းချင်းငယ်ဆော့မယ်အဝတ်စားတွေဝတ်မယ်အိတ်မယ်နိုးမယ်ပြောမယ်တိတ်တိတ်နေမယ်ဒါတွေကိုဘာပဲဖြစ်နေနေဘလို့ပဲဖြစ်နေနေဖြစ်နေတာကိုလိုက်သိတမ္ပဇာနာကာရီဟောတိတိလျက်ပြုရမယ်ဘာသာပြန်ချက်ကလေးကအလုံးမရိုးရှင်းပါတယ်ဘလို့လို့ပြုရမှာတိလျက်ပြုရမယ်တဲ့ဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးကမလှုပ်ရှားလို့ပဲရှင်းတမ်းတော့အမြဲတမ်းငြိမ်နေရမယ်ဆိုတဲ့အစွဲကြီးသွားဆွဲမထားနဲ့နော်အဲ့ဒါအများကြီးပြဿနာတက်သွားမယ်ဟုတ်လားဒီမှာတဲ့တဲ့မြတ်စွာဘုရားဟောထားတယ်ဘလို့ပဲမင်းဖြစ်နေလေအဲ့ဒီဖြစ်နေတာကိုလိုက်သိပဲဒါအနှစ်ချုပ်ဘာသာပြန်ရင်ဒါပဲလေဟုတ်လားအဲ့ဒါကိုတမ္ပစင်ညာပပလို့ခေါ်သုံးမျိုးရှိပြီနော်ဣယံဆံမေမွင်းခြင်းခြေသည်လက်သည်သွားရည်အသားကြောရိုးတွင်ခြင်းသည်အစရှိသဖြင့်32မျိုးသောအစုအဝေးဒီခန္ဓာကိုယ်အသေးစိတ်တိဆောက်ထားပုံကိုအမှန်ကန်ဆင်ခြင်တာခန္ဓာကိုယ်မှာဒီ32မျိုးသောအရာသာရှိတာလို့ဆိုလိုတာမဟုတ်ဘူးဒါထင်ရှားတာကိုပဲမြတ်စွာဘုရားပြောတာဟုတ်လားလေဓာတ်သဘောတွေမိဓာတ်သဘောတွေရှိနေတာမဟာယာဝုလောဝါဒသုတ်တံမှာဆိုတော့အဲ့ဒီလေဓာတ်မိဓာတ်တွေပါရှုဖို့ဆင်ခြင်ဖို့မြတ်စွာဘုရားသင်ပေးတယ်ဒါလည်းပဲအမြင်မှန်စီကိုသူကရှေ့ရှုပြီးတော့နေတာယွန်ရှာဆက်ဆုပ်ဖွယ်အစုအဝေးအဝနှစ်ဖက်ပွင့်နေတဲ့အိတ်ခွန်ကြီးတစ်လုံးနဲ့ကိုအဝတစ်ဖက်ကိုပိတ်ပြီးတော့အထက်ထဲကိုစံနေသဘာတွေပြောင်းနေနှမ်းနေပဲတွေပြည့်နေအောင်ထည့်ထားမယ်ပြီးရင်နောက်ထပ်အဝတစ်ဖက်ကိုထပ်ပြီးတော့ပိတ်ပလိုက်မယ်အိတ်ကြီးတစ်လုံးဖောင်းကားဘေးကကြည့်တယ်ဘာတွေထည့်ထားမှမသိဘူးဒါပေမဲ့အိတ်ထဲမှာတစ်ခုခုရှိတယ်ဆိုတာတော့သိရတယ်အဲ့ဒါကိုမျက်စိမြင်တဲ့လူကဘောချီထားတဲ့ကျိုးကိုဖြေးပြီးတော့အထက်ထဲကိုလက်နဲ့နှိုက်ပြီးတော့သေသေးချာချာစနစ်တကျစစ်စစ်ဆက်ဆက်ကြည့်တယ်ဒါကတော့ဆံပဲဒါကတော့စပါးပဲဒါကတော့ပြောင်းပဲဒါကတော့နှမ်းပဲအဲ့လိုပဲကျွတ်တို့ငြိမ်းအေးမှုကိုအလိုရှိကြတဲ့ပုံကိုယ်တွေစောစောပြောခဲ့တဲ့အနေတက်ဖို့အသေးတက်ဖို့ဘဝဒုက္ခချုပ်ငြိမ်းဖို့ဒီမြင့်မြတ်တဲ့နော်ကောင်းကျိုးတွေကိုရကျင်တယ်ဒီဆန္ဒတွေပြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီလိုဟာကိုယ်ခန္ဓာကိုယ်ကြီးကိုဘာလို့ကြည့်ရမယ်ဘာမှဒါခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဒီဟာကြည့်ရင်ဘုန်းကြီးကပိုးတောင်မှသဘောကျသေးတယ်မြန်မြန်ဆန်းဆန်းဘဝရဲ့အကြောင်းကိုနားလည်မှုဉာဏ်ပညာရနိုင်တယ်အမတန်တိဘိက္ခွေပရိပုံစံတိရေကာယကတတတိပရိပုံစံတိကိုယ်ခန္ဓာကိုယ်ကြီးဘလို့တိဆောက်ဖွဲ့စည်းထားတယ်လဲဘလို့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုအမှန်ကန်စဉ်းစားနေတာကိုကာယကတတတိခေါ်တယ်အဲ့ဒီကာယကတတတိကိုလုံနေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ချမ်းသာကိုသုံးဆောင်နေတာလို့မြတ်စွာဘုရားအဲ့တိုင်တဲ့ဟောတယ်ဘာဆိုလိုတာတော့ဒါကဒီကာယကတတတိကိုပွားများနေတဲ့အချိန်မှာဒီစိတ်ဟာဘလောက်ငြိမ်းအေးတယ်လဲဘလောက်မြင့်မြတ်တယ်လဲဆိုတာကိုပေါ်လွင်အောင်ပြောတာနိဗ္ဗာန်နော်နိဗ္ဗာန်ဆိုတာငြိမ်းအေးတာပေါ့နော်ယုံညံ့မှုလည်းမဟုတ်ဘူးအလုံးမမြင့်မြတ်တယ်ဒါမြတ်စွာဘုရားသင်ပေးတာတွေကိုဘုန်းကြီးကစက်မိတယ်လို့လေးပြောနေတာနော်ဝင်လေထွက်လေကြည်ရမယ်သွားရထိုင်လေအောင်ကြည်ရမယ်အသေးစိတ်အမူအရာလေးတွေကိုကြည်ရမယ်
ခန္ဓာကိုယ်ရဲ့32မျိုးသောကုဋ္ဌာတတွေကို